မျိုးသမီးဟာကြည့်လိုက်တာနဲ့ဘီလီယံနာ CEO တယောက်ဆိုတာတိတာထင်ရှားနေပါတယ်ဒါပေမဲ့သူမဟာသူမပိုင်ဆိုင်တဲ့မိုင်းတွဲလုပ်ငန်းခွင်ကိုကွင်းဆင်းစစ်ဆေးဖို့အတွက်တောသူမလေးတယောက်အတွင်းရုပ်ဖြတ်ထားခဲ့တာပါမမျှော်လင့်ပဲအဲ့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပျောက်ဆုံးနေခဲ့တဲ့သူမရဲ့မောင်အရင်ခောက်နဲ့ဆုံးတွေ့ခဲ့ရပါတယ်သူမရဲ့မောင်ဖြစ်သူဟာစိတ်ရင်းဘလို့ရှိလဲဆိုတာကိုစမ်းသပ်ချင်တာကြောင့် CEO မမကြီးဟာသူမရဲ့အဆင့်အတန်းကိုထုတ်မပြောဘဲဖြုတ်ဝက်ထားကိုဆုံးဖြတ်ခဲ့ပါတယ်စင်းရဲဒုက္ခရောက်နေတဲ့ညီမလေးတယောက်အဖြစ်သူမကိုအတိမတ်မပြုတ်သိချင်ခဲ့တာပါထိုလူဟာရှေ့မှာရပ်နေတဲ့အမျိုးသမီးကိုအံ့အားသင့်တကြီးစိုက်ချင်နေမိပါတယ်ဘာကြောင့်လဲဆိုတော့သူမဟာပျောက်ဆုံးသွားတဲ့သူ့ရဲ့ညီမလေးနဲ့တပုံစံနဲ့တူနေလို့ပါပဲ CEO မမကြီးကမျက်ရည်တွေဝဲပြီးအကိုကြီးလို့ခေါ်လိုက်တဲ့အခါမှာတော့အဲ့ဒါဟာသူ့ရဲ့ညီမရင်းဖြစ်တယ်ဆိုတာသူအတိပြုနိုင်သွားခဲ့ပါတယ်သူဟာညီမလေးကိုချက်ချင်းပဲအိမ်ကိုခေါ်သွားခဲ့ပါတယ်သူတို့ရဲ့အမေကြီးဟာတမိဖြစ်သူပျောက်ဆုံးသွားတဲ့ဝမ်းနဲ့ကြေကွဲမှုကြောင့်စိတ်ဖောက်ပြန်ပြီးနာမကျန်းထင်နေခဲ့တာပါအမေဟာတမိလေးကိုပြန်တွေ့ဖို့အများနဲ့မျှော်လင့်နေခဲ့ပေမဲ့အခုတော့ရှေ့မှာရပ်နေတဲ့သူကိုသူစိတ်တယောက်လို့မမှတ်မိတော့ပါဘူးဒီမိကွဲဟာ CEO မမကြီးရဲ့နှလုံးသားကိုအစိတ်စိတ်အမွာကြေကွဲစေခဲ့ပါတယ်သူမဟာအမေရှေ့မှာဒူးတောင်ကိုကျွေးရင်းအမေနဲ့အကိုကိုအခုကစပြီးတေချာဆုံးရှောက်ပါမယ်သူတို့ကိုနောက်ထပ်ဖယ်တော့မှဆင်းရဲဒုက္ခမရောက်စေရပါဘူးလို့ဂတိသစ္စာပြုခဲ့ပါတယ်ထမင်းစားနေတဲ့အချိန်မှာအကိုဖြစ်သူကညီမလေးရဲ့အဝတ်စားတွေကိုတေချာကြည့်နေပါတယ် CEO မမကြီးကတော့သူမဆင်းရဲနေတာကိုကြည့်ပြီးအကိုဖြစ်သူကအထင်သေးနေတယ်လို့ထင်ခဲ့တာပါဒါပေမဲ့တကယ်တော့သူမဟာသူတို့ရဲ့ဝေးကွာနေတဲ့အချိန်မှာဒီလောက်တော့ဒုက္ခရောက်ခဲ့ရလားဆိုတာကိုတွေးပြီးသူကစိတ်မကောင်းဖြစ်နေတာပါအကိုဖြစ်သူကညီမလေးအတွက်အလုပ်အကောင်တစ်ခုရှာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့သူကညီမဖြစ်သူကိုမိုင်းတွင်းကိုခေါ်လာခဲ့ပါတယ်အကိုဖြစ်သူကဘာဖြစ်လို့အတိုင်းတုံးကိုတဲလာရတာလဲဆိုတာကို CEO မမကြီးကနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်မကြခင်မှာပဲသူမဟာအလုပ်သမားကောင်းဆောင်ရဲ့ရုံးခန်းစီကိုအကိုနောက်ကလိုက်သွားခဲ့ပါတယ်အကိုဖြစ်သူကအသားနှစ်တုံးကိုအလုပ်သမားကောင်းဆောင်စီပေးလိုက်ပြီးသူ့ညီမလေးအတွက်အလုပ်တစ်ခုခန့်ပေးဖို့တောင်းဆိုခဲ့ပါတယ် CEO မမကြီးကတော့အသားနှစ်တုံးလောက်နဲ့တော့အလုပ်သမားကောင်းဆောင်ကိုလက်ထိုးလို့ရမှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့တာပါဒါပေမဲ့မမျှော်လင့်ပဲအလုပ်သမားကောင်းဆောင်ကသူမကိုအလုပ်ကပြချက်ချင်းထုတ်ပေးလိုက်ပါတယ်ရရှိတဲ့အလုပ်ကလည်းအရန်ကိုတက်တုံးရှိတဲ့အလုပ်ပါပဲ CEO မမကြီးဟာအရန်ကိုဇဝေဇဝါဖြစ်သွားခဲ့ပါတယ်အကိုဖြစ်သူကတော့သူမကိုပျော်ပျော်ရွှင်ရွှင်နဲ့ခိုးထုတ်သွားပါတယ် CEO မမကြီးကတေချာပြန်စဉ်းစားလေတခုခုတော့မားနေပြီလို့ခံစားမိလေပါပဲသူမဟာအနောက်ကိုပြန်လှည့်လိုက်တဲ့အခါမှာတော့အလုပ်သမားကောင်းဆောင်ဟာအသားတုံးတွေထဲကနေရွှေတုံးနှစ်တုံးကိုထုတ်ယူနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီရွှေတုံးတွေဟာယူရို2000တောင်တန်ကြီးရှိတာပါ CEO မမကြီးဟာချက်ချင်းပဲဒေါသအကြီးကျယ်ထွက်သွားခဲ့ပါတယ်ဘလို့တောင်ဒီလောက်များပြားတဲ့လက်ပေးလက်ယူမှုကိုပြောင်ပြောင်တင်းတင်းလုပ်ရတာလေဒီအလုပ်သမားကောင်းဆောင်ဟာပုံမှန်လေးလက်စားနေတာသိချပါတယ် CEO မမကြီးဟာအလုပ်ကပြားကိုအလုပ်သမားကောင်းဆောင်ရဲ့မျက်နှာစီကိုဒေါသတကြီးလွှတ်ပစ်လိုက်ပါတယ်ပြီးတော့အာနာကိုအလွဲသုံးပြီးကုမ္ပဏီရဲ့အလုပ်ခံနေမှုစီးမြင့်တွေကိုလစ်ရှုထားပြီးအလုပ်တွေကိုရောင်းစားနေလေလို့ပြင်းထန်တဲ့ဆွတ်ပြလိုက်ပါတယ်အလုပ်သမားကောင်းဆောင်ဟာဒေါသပေါက်ကွဲတော့မယ့်အချိန်မှာပဲအကိုဖြစ်သူကညီမလေးအတွက်အတင်းပဲတောင်းပန်လိုက်ရပါတယ်အလုပ်သမားကောင်းဆောင်ကဒေါသတကြီးနဲ့အသားတုံးတွေကိုပြန်ပေးလိုက်ပြီးသူမလိုချင်တော့ဘူးအလုပ်လေးပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တကယ်တော့ဒီစင်းရဲပြီးဝေးကွာနေတဲ့အရက်မှာမိုင်းတွင်းမှာအလုပ်ရဖို့ဆိုတာတခုတည်းသောထွက်ပေါက်ဖြစ်နေတာကြောင့်လူအများကြီးကလက်ဆောင်တွေပေးပြီးအလုပ်ရဖို့ကြိုးစားနေကြတာပါဒါကြောင့်အကိုဖြစ်သူဟာညီမလေးရဲ့မယဉ်ကျေးမှုကိုခွင့်လွှတ်ပေးဖို့အလုပ်သမားကောင်းဆောင်ကိုအသေးအံတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အလုပ်သမားကောင်းဆောင်ဟာမောက်မာတက်ပြီးဖြစ်နေကြောင်းအသားတုံးတွေကိုမြေကြီးပေါ်လွှင့်ပစ်လိုက်တဲ့အပြင်အကိုဖြစ်သူကိုပါပြင်းထန်တဲ့ရိုက်နှက်လိုက်ပါတယ်အဲ့ဒါကိုမြင်တော့ CEO မမကြီးဟာဒေါသအထိတ်ကိုရောက်သွားခဲ့ပြီးသူမရဲ့ဟန်ဆောင်မှုကိုပါမေ့သွားခဲ့ပါတယ်သူမဟာအုပ်ချုပ်သူတယောက်ရဲ့လေသံနဲ့အလုပ်သမားကောင်းဆောင်ကိုခေါ်ယူငေါ့ငန်းလိုက်ပြီးမင်းရဲ့စီမံခန့်ခွဲမှုတွေဟာအလွဲလွဲအချောချောဖြစ်နေလေမင်းဟာဒီယာရုံးမှာနေဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်အလုပ်သမားကောင်းဆောင်ကတော့အဲ့ဒါကိုရေစရာလိုပဲထင်နေပါတယ်တော့သူမလေးတယောက်ကသူ့ကိုလာဆုံးမနေလားကိုသူက CEO မမကြီးကိုဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့မောက်မာစွာနဲ့မောင်းထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိုင်းတွင်ဒါရိုက်တာရောက်လာပါတယ်သူဟာအလုပ်သမားကောင်းဆောင်ရဲ့ဦးလေးအရင်ထင်နေလာပါအဲ့ဒီအရှိဝါကြောင့်ပဲအလုပ်သမားကောင်းဆောင်ဟာလက်စားဖို့ရဲတင်းနေတာဖြစ်ပါတယ်အကိုတီသူကညီမလေးအတွက်အခွင့်အရေးတစ်ခုပေးဖို့ဒါရိုက်တာကိုနှင့်ချစွာတောင်းပန်လိုက်ရပါတယ်ဒါပေမဲ့ဒါရိုက်တာကတော့ပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ် CEO မမကြီးဟာသူတို့အပေါ်မှာလုံးဝစိတ်ပြတ်သွားခဲ့ပါပြီသူမကရှင်တို့ဟာတာမန်လူတွေရဲ့သွေးကိုစုပ်နေတဲ့မြုပ်တွေပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူတို့ကိုနောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ခိုးထူထားတဲ့ငွေတွေကိုပြန်ပေးဖို့ပြောပါတယ်ဒါဆိုရင်တော့သူမကလွတ်ပေးမှဖြစ်တယ်မဟုတ်ရင်တော့အားလုံးကိုထောင်ထဲပုတ်ပြီးမယ်လို့ချင်းချောက်လိုက်ပါတယ်အလုပ်သမားခေါင်းဆောင်ကတော့ဒေါသထွက်ပြီး CEO မမကြီးကိုရန်မှုဖို့လုပ်ပေးမယ်ဒါရိုက်တာကတားလိုက်ပါတယ်သူကပြုံးပြီးဒီမိုင်းတွင်းမှာငါကဘယင်ပဲငါပြောတာကဥပဒေပဲလို့ပြောလိုက်ပါတယ် CEO မမကြီးကတော့သူတို့ကိုနောက်ထပ်အခွင့်အရေးမပေးတော့ပါဘူးသူမဟာသူမရဲ့အတွင်းရေးမိတ်စီကိုချက်ချင်းဖုံးဆက်လိုက်ပြီးမိနစ်30အတွင်းဒီနေရာကိုအရောက်လာဖို့အမိန့်ပေးလိုက်ပါတယ်ဖုံးချသွားပြီးတဲ့နောက်အလုပ်သမားခေါင်းဆောင်ကရှေ့ကိုတိုးလာပြီး CEO မမကြီးကိုကိုထိလက်ရောက်စော်ကားလိုက်ပါတယ်ဒါရိုက်တာကလည်းလွှတ်ရွှေချက်တွေပေါက်ချမှဆိုလို့အကိုဖြစ်သူညီမဖြစ်သူအားလုံးဒီနေ့ဒီနေရာကနေအသက်ရှင်လျက်ထွက်လာခွင့်မရှိစေရဘူးဒီမှာတက်ပြရမယ်လို့အမိန့်ပေးလိုက်ပါတယ်သူတို့ကိုတက်ပြခုပြင်ဆင်နေတဲ့အချိန်မှာပဲအပြင်ကနေသတင်းတစ်ခုရောက်လာပါတယ် CEO မမကြီးရဲ့အတွင်းရေးမိတ်ရောက်တော့မယ်ဆိုတာဖြစ်ပါတယ်ဒါရိုက်တာကတော့သူမကိုကိုရန်ထွက်ကြိုးဆိုဖို့ထွက်သွားခဲ့ပါတယ်ဒီနေ့အလုပ်သမားအသစ်တွေရှိလားလို့ဒါရိုက်တာကိုမေးလိုက်ပါတယ်အမှန်တရားပေါ်သွားမှဆိုလို့ဒါရိုက်တာကလုံးဝလူမရှိဘူးလို့ကမန်းလာရလိုက်ပါတယ်အတွင်းရေးမိတ်ဟောမတန်မတကြောင့်လူတင်းစား CEO မမကြီးကိုရှာပြီးမိုင်းတွင်းတစ်ခုလုံးကိုလှည့်လည်စစ်ဆေးနေပါတယ်အဲ့ဒီအချိန်မှာပဲ CEO မမကြီးနဲ့သူ့ရဲ့အကိုဟာဂိုဒေါင်ထဲမှာလူတစုရဲ့နှိုက်ဆက်မှုကိုခံနေရပါတယ် CEO မမကြီးဟာအသေးအံရုံးကန်နေရပါတယ်အဲ့ဒီနောက်မှာအတွင်းရေးမိတ်ဟာဂိုဒေါင်ကိုတွေ့ပါခဲ့ပါတယ်သူမဟာအတွင်းကနေထုတ်ပေါ်လာတဲ့အော်ဟစ်တန်တွေကိုကြားလိုက်ရတာကြောင့်စစ်ဆေးဖို့အတွက်အတွင်းကိုဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ဒါရိုက်တာကချက်ချင်းပဲတုံးလုံးချောက်ချသွားပါတော့လေ